ကလေးကိုအတုံးချပြီးငွေရှာနေတာကြောင့်အပြင်းထန်ဝေဖန်ခံနေရတဲ့ဘိုးတော်လေးရဲ့မိခင်တဘာဝလုံးဖြစ်ရတွေနဲ့ယုံကြည်မှုလွန်ကဲခြင်းတွေကခင်းဆက်ဆက်ဖြစ်ပေါ်ခဲ့တဲ့အစဉ်အလာတစ်မျိုးပါပဲ။ထို့သဖြင့်နဂတော်ဘိုးတော်စိတ်ဆရာစသဖြင့်ပုဂ္ဂိုလ်ဆွေယုံကြည်မှုတွေကတဖြည်းဖြည်းပိုဆိုးလာခဲ့တာပါ။ဒီရက်ပိုင်းမှာလည်းဘိုးတော်လေးဆိုတဲ့ကလေးလေးတယောက်အကြောင်းကလူပြောများနေတာပါရှင်။ဘိုးတော်လေးကတော့တွန်တိန်မျိုးကဖြစ်ကအတိုင်းငယ်ကလေးအရွယ်နဲ့ဘိုးတော်ဖြစ်နေတာပါဘိုးတော်လေးဆိုတဲ့ကလေးငယ်ကငယ်စဉ်ကလေးကအညိုရောင်ပဲဝတ်တယ်လို့အသားငါဆိုရင်လည်းလုံးဝမစားသူဖြစ်ပါတယ်သူ့ကိုကိုဝင်ဆောက်လွယ်ကလေးကမိခင်ကလည်းအသားငါဆိုရင်ဝဝေးကနေရှောင်ခဲ့တာပါဒါကြောင့်အခုအရွယ်မှာတော့အရန်ကိုအစွမ်းထက်နေကသူ့လက်နဲ့ထိလိုက်သမျှရေတွေကယောဂပေါင်းစုံကိုပျောက်ကင်းစေတဲ့ရေစင်တွေအဖြစ်ပြောင်းလဲသွားတယ်လို့နာမည်ကြီးနေတာပါမိခင်ဖြစ်သူရဲ့ပြောပြချက်အရကတော့ခွဲစိတ်ကုသရမယ့်ယောဂဝေဒနာရှင်တွေတောင်ပျောက်ကင်းတယ်လို့ဆိုပါတယ်ဘိုးတော်လေးကစိတ်ကုသဖို့ပဲမွေးလာတာဖြစ်ကဆေးကုမလားကားယူမလားဆိုရင်တော့ဆေးပဲကုသမဲ့ကလေးတယောက်လို့လည်းမိခင်ကပြောလာပါတယ်စေတနာကြီးလောက်ကိုသာအလှခံပြီးအခုချိန်မှာတော့အဲ့ဒီအလှငွေတွေနဲ့ဖျားတင်နေပြီလို့လည်းသိရပါတယ်ရှင်ဒါကြောင့်လူအများကတော့ဘိုးတော်လေးတို့သားအမိကိုအမြင်မကြည်ဖြစ်လာပါတယ်ခွဲစိတ်လို့တောင်မရတော့တဲ့ယောဂတွေကိုသားဖြစ်သူရဲ့ရေမှန်းနဲ့ပျောက်တယ်လို့ပြောလာတဲ့မိခင်ကကလေးကိုခုတုံးလုပ်ပြီးလိန်စားနေတယ်လို့ပဲမြင်လာကြတာပါမြန်မာနိုင်ငံမှာကယုံကြည်မှုပြင်းထန်ပြီးအစွန်းရောက်နေတဲ့သူတွေရှိတာကြောင့်လိမ်လည်ပတ်စံရှာနေတယ်လို့ပဲယူဆလာကြပါတယ်တကယ်တော့ဘိုးတော်လေးတို့သားအမိကလူစိတ်ဝင်စားမှုများလာတာလွန်ခဲ့တဲ့နှစ်တွေကလေးကပါရှင်ဒါပေမဲ့ပေါ်လိုက်ပြောက်လိုက်ဖြစ်နေခဲ့ကလူတွေကမေးလောက်ရင်တနည်းနည်းနဲ့အတန်းရှင်းရှာတတ်ပါတယ်အခုခါမှလည်းမီဒီယာကိုခေါ်ခဲ့တာမလို့တနည်းမဟုတ်တနည်းနည်းနဲ့နာမည်ကြီးအောင်လုပ်နေတာသိတာနေခဲ့တာပါဒီလိုအချက်တွေကြောင့်ဘိုးတော်လေးရဲ့မိခင်ကတော့ကလေးကိုဗန်းပြပြီးလိန်စားတယ်ဆိုကအပြင်းထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်တွန်တိန်မျိုးကဘိုးတော်လေးနဲ့မိခင်ဖြစ်သူတို့ရဲ့လုပ်ရက်ကိုဘလို့ထင်မြင်မိပါသလဲရှင်